တခါတလေတဲ့မြန်မာနိုင်ငံသားလို့ပြောလို့ရှိရင်မျက်နှာငယ်လို့မြန်မာနိုင်ငံသားလို့မပြောဘူးဆိုပြီးကျွန်တော်ပြောကြပါတယ်အဲ့ဒါဟာအင်တာမဝင်းနေစရာကောင်းပါတယ်ကိုယ်နိုင်ငံကကိုယ်နိုင်ငံအတွက်ကိုကနေပြီးတော့မျက်နှာငယ်ရတယ်ဆိုတာမဖြစ်တဲ့ကိစ္စပါတို့ကမြန်မာနိုင်ငံကလာတယ်ဆိုတာခေါင်းပေါက်ပြီးတော့ဝင်ကြွားစွာနဲ့ပြောနိုင်တဲ့အခြေအနေရောက်အောင်အားလုံးဝိုင်းကြိုးစားဖို့လိုပါတယ်မြန်မာနိုင်ငံသားဆိုလို့ရှိရင်မြန်မာပြည်ကလာတာကိုဆိုပြီးတော့အထင်ကြီးအောင်လေးစားအောင်အဲ့လိုအခြေအနေရောက်အောင်လို့ကျွန်တော်တို့အားလုံးလုပ်ပေးဖို့လိုပါတယ်အခုလိုမြန်မာနိုင်ငံကနေပြီးတော့စင်ကာပူရောက်နေတဲ့ကျမတို့ရဲ့ဆွေမျိုးမိတ်ဆွေအားလုံးကိုတွေ့ရတဲ့အတွက်အင်တာမဝမ်းသာပါတယ်အထူးဖြင့်ကျမစင်ကာပူမှာဒီလိုတွေ့နိုင်တာကိုဝမ်းသာတာဘာဖြစ်လို့လဲဆိုတော့စင်ကာပူနိုင်ငံသားများဟာလွန်ခဲ့တဲ့ရွေးကောက်ပွဲမှာစင်ကာပူနိုင်ငံကိုရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများဟာလွန်ခဲ့တဲ့ရွေးကောက်ပွဲတုန်းကနိုင်ငံသားများရဲ့တာဝန်ကိုသိရှိစွာနဲ့တက်တက်ကြွကြွပါဝင်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်လို့ဖြစ်ပါတယ်ကျမဘယ်နိုင်ငံရောက်ပေါ့နော်မြန်မာပြည်ကလာတဲ့ပြည်သူပြည်သားတွေနဲ့တွေ့ဖို့ကြိုးစားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာနိုင်ငံကထွက်လာတဲ့သူအားလုံးဟာကျမတို့ဆွေမျိုးရင်းချတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားပါတယ်။အားလုံးဟာလည်းအခုအချိန်မှာမြန်မာနိုင်ငံသူနိုင်ငံသားတွေတော့မဟုတ်တော့ပါဘူး။တခြားနိုင်ငံတွေနိုင်ငံသူနိုင်ငံသားခံထားတာတွေလည်းရှိပါတယ်။ဒါပေမဲ့ကျမတို့မခွဲကြပါဘူး။ဒါအားလုံးမိသားစုတစုလဲလို့ပဲစိတ်ထဲမှာထားပါတယ်။ဒါပေမဲ့နိုင်ငံသူနိုင်ငံသားများဖြစ်နေစေသူများဟာနိုင်ငံသူနိုင်ငံသားများရဲ့တာဝန်ကိုကျေပြွန်နေဆိုလို့ရှိရင်ကျမတို့အင်ပတာမအားရပါတယ်အင်ပတာမပဲကျမတို့ရဲ့အနာဂတ်အတွက်မျှော်လင့်ချက်ပြည့်တယ်လို့ယူဆပါတယ်ဒါကြောင့်စင်ကာပူနိုင်ငံမှာရောက်နေတဲ့ကျမတို့နိုင်ငံသူနိုင်ငံသားများဟာရွေးကောက်ပွဲမှာဘာဖြစ်လို့ဒီလောက်တောင်မှတက်တက်ကြွကြွပါဝင်ကြတာလဲဆိုတော့ကျမအများကြီးစဉ်းစားပါတယ်တစ်ကမ္ဘာလုံးမှာရွေးကောက်ပွဲမှာပါဝင်နိုင်တဲ့နိုင်ငံသူနိုင်ငံသားများရှိပေနဲ့စင်ကာပူကရောက်နေတဲ့နိုင်ငံသူနိုင်ငံသားများလောက်စိတ်ကန်းရှိတက်တက်ကြွကြွနဲ့ပါဝင်ခဲ့တာမရှိလို့ကျမဒီမိကုံကိုမေးရတာပါဒီနိုင်ငံမှာဘာအတွေ့အကြုံတွေရခဲ့လို့ဒီလိုနိုင်ငံပေါ်မှာတာဝန်သိတဲ့စိတ်ဓာတ်တွေဖြစ်လာတာလေဆိုတာကိုကျမစဉ်းစားတာပါကျမတို့နိုင်ငံသူနိုင်ငံသားများတာဝန်သိတဲ့စိတ်ရှိမှကျမတို့ရဲ့ပြည်ထောင်စုကြီးကိုအောင်မြင်နဲ့ထူထောင်နိုင်မှာဖြစ်ပါတယ်တကယ်တော့နိုင်ငံတနိုင်ငံရဲ့တရားဇာတဆိုတာဟာတကယ်နိုင်ငံတနိုင်ငံရဲ့ယတနာဆိုတာအဲ့ဒီနိုင်ငံကပြည်သူပြည်သားတွေပါပဲအခုစင်ကာပူနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံလေးဟာအင်တာမသေးပါတယ်လူမျိုးပေါင်းစုံနဲ့လှုပ်ထားတဲ့နိုင်ငံလေးဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာအလယ်မှာအင်တာမအလေးစားခံရတဲ့တိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံဟာလည်းဒီလိုမတိုးတက်နိုင်စရာအကြောင်းမရှိပါဘူးဒါပေမဲ့တိုးတက်ဖို့အောင်မြင်ဖို့ဆိုတာအဓိကအားဖြင့်တော့ကျမတို့ပြည်သူပြည်သားတွေရဲ့စိတ်ဓာတ်ပေါ်မှာမူတည်ပါတယ်မြန်မာနိုင်ငံဟာတရားဇာတာသဘာဝတရားဇာတာပစ္စည်းအင်တာမပေါ်ကျွယ်တယ်ဆိုပြီးတော့ချီးမွမ်းကြပါတယ်ဒါတော့ကျမအနေနဲ့တော့ချီးမွမ်းစရာကိစ္စမဟုတ်ဘူးလို့ပဲထင်ပါတယ်ဒါသဘာဝအရာဖြစ်လာတာပဲပထဝီအနေထားအရဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်ကိုယ့်ဘာကိုစူးစမ်းယူလို့ကိုယ့်ပြည်သူပြည်သားတွေအစွန်းအစနဲ့ဖြစ်လာတဲ့ယတနာတွေမဟုတ်ပါဘူးပြည်သူပြည်သားတွေနဲ့ရဲ့အစွန်းအစနဲ့ထူထောင်တဲ့တဟာဇာတယတနာပစ္စည်းများဟာဒါတကယ်တန်ဖိုးရှိတာပါဒါကြောင့်ကျမတို့ပညာရေးစနစ်ကိုအင်တာမအလေးထားတယ်ဆိုတာဒါပါပဲပညာရေးစနစ်ကနေပြီးတော့တဆင့်ကျမတို့ရဲ့ပြည်သူပြည်သားများဟာပြည်သူပြည်သားများရဲ့တာဝန်ကိုပြည့်ပြည့်ဝဝထိထိရောက်ရောက်ထမ်းဆောင်နိုင်အောင်လို့ကျမတို့ရည်ရွယ်တာဖြစ်ပါတယ်ရွေးကောက်ပွဲတုန်းကတော့ဘယ်လိုရည်ရွယ်ချက်နဲ့စင်ကာပူကကျမတို့နိုင်ငံသူနိုင်ငံသားအများစုက NLD ကိုမဲထည့်ခဲ့တယ်လို့ကျမမသိပါဘူးဒါပေမဲ့ဒီရည်ရွယ်ချက်ဟာကောင်းတဲ့ရည်ရွယ်ချက်လို့ကျမမျှော်လင့်ပါတယ်ကောင်းတဲ့ရည်ရွယ်ချက်ဆိုတာကျမဘယ်လိုဆိုလိုတာလဲဆိုတော့ကျမတို့ရဲ့ပါတီကိုအတွက်မဟုတ်ဘဲနဲ့နိုင်ငံအတွက်မဲထည့်တယ်လို့ကျမဒီလိုပဲမျှော်လင့်ပါတယ်နိုင်ငံအတွက်မဲထည့်မှလည်း
ကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုလိုချင်တယ်ဆိုတာဒါကြောင့်ပါပဲကိုယ်နိုင်ငံရဲ့ကံကြမ္မာကိုကိုပါဝင်ပြီးတော့ဖန်တီးပိုင်ခွင့်ကိုပေးထားတဲ့စနစ်မှလို့ပါကိုမဲလေးတမဲနဲ့ကိုယ်နိုင်ငံရဲ့ကံကြမ္မာကိုအပြောင်းလဲဖြစ်အောင်လို့လုပ်နိုင်ပါတယ်ဒီမဲတွေတမဲတွေအားလုံးစုလိုက်တော့မှအဲ့ဒီမဲတွေရဲ့အင်အားနဲ့ကိုလိုချင်တဲ့ပြောင်းလဲမှုဘက်ကိုဦးတည်နိုင်တာပါအဲ့တော့အခုရွေးကောက်ပွဲကတော့ပြီးသွားပြီကျမတို့ NLD ကနေပြီးတော့လဲနိုင်ငံရဲ့အစိုးရတာဝန်ကိုယူရပြီဆက်ပြီးတော့ဘာတွေဖြစ်မလဲဆိုပြီးတော့တွေးနေတဲ့သူတွေလည်းရှိမှာပေါ့ကျမတို့အများပဲပြောပါတယ်မျှော်လင့်ချက်တွေကတော့အများကြီးပဲဒါပေမဲ့မျှော်လင့်ချက်ဆိုတာဟာအလုံးနဲ့စ조사မှုနဲ့ဝိရိယနဲ့မှခေါ်ထုတ်လို့ရမယ်ထိုင်ပြီးတော့မျှော်လင့်နေလို့မရဘူးမျှော်လင့်ရုံနဲ့မပြီးဘူးဆိုပြီးတော့ကျွန်တော်အများပဲပြောပါတယ်ကျမတို့အခုမြန်မာနိုင်ငံမှာဘယ်လိုအခြေအနေရောက်နေပဲလို့ပြောရမယ်ဆိုလို့ရှိရင်ရုန်းကန်နေသေးပါပဲဒါနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာကအခြေခံအောင်လုပ်ခဲ့တဲ့စနစ်တစ်ခုပြောင်းဖို့ဆိုတာဟာနေချင်းညချင်းမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျမတို့တာဝန်ယူပါတယ်ဒီရွေးကောက်ပွဲမှာဝင်ပြီးတော့ရှင်ပြိုင်ကြတဲ့ဒီနိုင်ငံရဲ့တာဝန်ကိုယူဖို့အဆင်သင့်ရှိလို့ရှင်ပြိုင်ခဲ့တာပါဒီတာဝန်လည်းယူထားတယ်ဒီတာဝန်ကိုလည်းကျမတို့မကြောက်ပါဘူးတာဝန်ကကြီးလေးတယ်ဆိုတာအစတည်းကသိပြီးသားပါလွယ်မယ်ထင်လို့ကျမတို့ဒီတာဝန်ယူတာမဟုတ်ပါဘူးအဲမလွယ်တဲ့တာဝန်ကိုထမ်းဆောင်တဲ့အခါမှာတော့ကျမတို့နိုင်ငံသူနိုင်ငံသားများအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအင်မတန်မှအရေးကြီးပါတယ်အခုပထမကျမတို့အခု6လတည်းရောက်သွားပြီပေါ့နော်ဒီပထမ6လအတွင်းမှာဆိုရင်အဓိကကျမတို့ဦးစားပေးပြီးတော့လုပ်နေတာကိစ္စရင်းနှစ်ခုဖြစ်ပါတယ်တစ်ခုကတော့ပြည်တွင်းငြိမ်းချမ်းရေးနောက်တစ်ခုကတော့ကျမတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါပဲဒီနှစ်ခုကဘယ်လိုမှခွဲခြားလို့မရပါဘူးငြိမ်းချမ်းရေးမရှိဘဲနဲ့တိုးတက်ရေးဆိုတာလည်းရေရှည်ကျမတို့ထိန်းထားလို့မရဘူးတိုးတက်မှုမရှိဘဲနဲ့လည်းငြိမ်းချမ်းရေးဆိုတာဟာအမြဲခိုင်မာမယ်လို့ကျမတို့အာမခံလို့မရဘူးဒါကြောင့်ဒီနှစ်ခုကိုကျမတို့အလေးထားပြီးတော့ဒီတိုင်းနဲ့တည်းလုပ်နေတာဖြစ်ပါတယ်အတိုင်းအတာတစ်ခုထိတော့ကျေနပ်တယ်ဒါပေမဲ့ဘယ်တော့မှကျမတို့ကတော့အပြည့်အဝကျေနပ်မှာမဟုတ်ပါဘူးအပြည့်အဝကျေနပ်ပြီဆိုလို့ရှိရင်ဝိရိယလျော့သွားမယ်ကြိုးစားမှုလျော့သွားမယ်ဒါကြောင့်မလို့ဘယ်တော့မှတော့ကျမတို့ကအပြည့်အဝကျေနပ်တယ်ဆိုတော့မရှိနိုင်ဘူးဆိုပေမဲ့လည်းကျမတို့စ조사ရတဲ့အတိုင်းအတာပေါ်မှာတော့ကျေနပ်ပါတယ်ကျမတို့စ조사ခဲ့တာအခု6လအတွင်းမှာတကယ်ကိုတတ်နိုင်မှကျမတို့စ조사ခဲ့ပါတယ်မလွယ်လည်းမလွယ်ပါဘူးပြည်သူပြည်သားတွေအများစုကတော့နားလည်မှုပေးပါတယ်ပြောင်းစရာတွေကအများကြီးရှိတယ်လှုပ်စရာတွေကအများကြီးရှိတယ်အားလုံးကိုယ့်နေရာကနေကိုယ့်တာဝန်ကိုကျေပြွန်အောင်လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်မယ်ဆိုတဲ့စိတ်ဓာတ်ရှိကြလို့ကျမအင်တာမှာအားတက်ပါတယ်ကျမတို့ရွေးကောက်ပွဲမတိုင်မီရဆိုလို့ရှိရင်အရင်4-5-6နှစ်လောက်တုန်းကပေါ့နော်ကျမတို့ပြည်သူပြည်သားတွေနဲ့တွေ့တဲ့အခါမှာစကားပြောတဲ့အခါမှာတချို့ကမေးကြတယ်ဒီမိုကရေစီဘယ်တော့ရမလဲတဲ့အဲကျမအမြဲပဲပြောတယ်ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာသိကျင်နေကိုယ်တိုင်ဒီမိုကရေစီအတွက်ဘာလုပ်ပေးနေလဲဆိုတော့ပြန်မေးလိုက်ကိုလုပ်နေတဲ့အတိုင်းအတာအထိပဲမြန်မြန်ရမယ်လို့ကျမအမြဲဖြေခဲ့တယ်အဲ့တော့အခုဆိုလို့ရှိရင်ကျမတို့ရဲ့ကျမတို့ပြည်သူပြည်သားများဟာမြန်မာနိုင်ငံဟာဘယ်လောက်မြန်မြန်ဖွံ့ဖြိုးတိုးတက်မလဲဆိုရင်လည်းကျမဒီအတိုင်းပဲဖြေမယ်ကိုပြန်မေးလိုက်ငါနိုင်ငံတိုးတက်ရေးအတွက်ငါဘယ်လောက်ရှိလုပ်နေလဲဆိုတာမေးပါအဲ့ဒီဘာမေးပြီးတော့မှအဖြေရှာပါတခြားလူတွေဘာလုပ်နေလဲလို့ကြည့်မဲ့စာကိုဘာလုပ်နေလဲဆိုတာကိုပထမဦးဆုံးကိုပြန်ကြည့်ဖို့လိုပါတယ်လို့ကျမသတိပေးပြရစီ2013ကကျမစင်ကာပူရောက်တဲ့အခါတုန်းကတချို့ကျောင်းသူကျောင်းသားတွေဒီမှာစာတင်ပညာသင်နေတဲ့သင်နေတဲ့လူငယ်တွေနဲ့တွေ့ခဲ့ပါတယ်အဲ့တော့အဲ့ဒီလူငယ်တွေကိုကျမပြောပါတယ်ဒီကရတဲ့ပညာတွေကိုကိုယ့်နိုင်ငံအတွက်ပြန်ပြီးတော့သုံးကြပါပြန်ပြီးတော့ကူညီပေးကြပါလို့ပြောတဲ့အခါကျတော့တချို့ဒီမှာပညာသင်နေတဲ့လူငယ်များဟာမြန်မာနိုင်ငံမှာပြန်လာပြီးတော့မိမိတို့ရဲ့ပညာအားလုပ်အားတွေကိုနိုင်ငံအတွက်ယူခဲ့ပါတယ်ကျမအင်တာမကျေးဇူးတင်တယ်တဦးချင်းရဲ့အင်အားဆိုတာအရေးကြီးပါတယ်စောစောကကျမပြောသလိုပေါ့နော်တဦးချင်းရဲ့မဲဟာတစ်ချက်ချင်းအရေးကြီးသလိုကျမတို့ပြည်သူပြည်သားများရဲ့အင်အားဟာတယောက်ချင်းအလိုက်ကိုအရေးကြီးပါတယ်လို့ကျမပြောချင်ပါတယ်ဒါကြောင့်မလို့ကိုရှော့မတွက်ပါနဲ့ကိုယ့်ရဲ့အင်အားဟာကိုယ့်နိုင်ငံရဲ့အင်အားလို့အဲ့လိုပဲတွက်ပါ
ကိုယ်နိုင်ငံရဲ့အင်အားမလို့လေကိုယ့်ရဲ့အင်အားကိုတန်ဖိုးထားပါကိုယ့်ရဲ့အင်အားကိုပြုစုပြောထောင်ပါကိုမှန်ကန်တဲ့အရေးချင်းတွေနဲ့ပြေဝအောင်လို့လုပ်ပါကိုတယောက်တည်းအတွက်မဟုတ်ဘူးကိုမိသားစုအတွက်မဟုတ်ဘူးကိုနိုင်ငံအတွက်လုပ်တယ်ဆိုစိတ်ဓာတ်နဲ့လုပ်စေချင်ပါတယ်ကျွန်တော်တို့ခုဒီလိုတညနေလေးအတွင်းမှာစွစွစီစီတွေ့လိုက်ရတယ်ဆိုလို့ရှိရင်ကျမတို့တွေဘယ်လောက်အားတက်ကြလဲဒီတော့ကျမတို့ဟာနိုင်ငံအတွက်ဒီဇိုင်းမအားလုံးစွစွစီစီနဲ့ရှိမယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံဟာတစ်ချိန်တစ်ခါတုန်းကလို့အရှေ့တောင်အာရှမှာရှမ်းတောက်ထိပ်တန်းကပြေးနေတဲ့နိုင်ငံဖြစ်မယ်ဆိုတာကျမအာမခံနေပါတယ်ပြည်သူတွေရဲ့အင်အားနဲ့ပဲကျမတို့လုပ်လို့ရမှာပါတခြားဘယ်အင်အားကိုမှအားကိုလို့မရပါဘူးကျမတို့ဒီကမ္ဘာလုံးမှာနိုင်ငံမြန်မာနိုင်ငံပေါ်မှာစေနာထားတဲ့မိတ်ဆွေတွေရှိပါတယ်မိတ်ဆွေရဲ့ပံ့ပိုးမှုကိုကျမတို့အလေးထားတယ်တန်ဖိုးထားတယ်အဲ့ဒါအတွက်လည်းကျမတို့ကျေးဇူးတင်တယ်ဒါပေမဲ့ကျမတို့အဓိကအင်အားဟာကျမတို့ရဲ့ပြည်သူပြည်သားတွေပါပဲဒါကြောင့်ဒီလိုစင်ကာပူနိုင်ငံလိုနိုင်ငံမှာရောက်နေလို့ရှိရင်ကိုယ့်ရဲ့အရေးချင်းတွေကိုမြင့်တင်ဖို့အခွင့်အရေးတွေအများကြီးရပါတယ်ဒီအခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးကြပါဒီအခွင့်အရေးကိုမှန်မှန်ကန်ကန်သုံးနေဆိုတာကိုယ့်အတွက်လည်းဖြစ်တယ်ကိုယ့်နိုင်ငံလည်းဖြစ်တယ်အတ္တဟိတပရဟိတနှစ်ခုစလုံးအတွက်ဖြစ်တယ်ဒါကြောင့်မလို့ကြိုးစားကြပါကိုရတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးဖြစ်အောင်သုံးပါနောက်ပြီးတော့လည်းမြန်မာနိုင်ငံအတွက်ဘယ်လိုဒီအရေးချင်းတွေကိုပြန်ပြီးတော့သုံးနိုင်မှာလဲဆိုတာကိုလည်းစဉ်းစားပေးကြပါသားသမီးများနဲ့ဒီမှာရောက်နေတဲ့မြန်မာမိသားစုတွေကိုတော့ကလေးတွေကိုမြန်မာနိုင်ငံကိုမမေ့ပါစေနဲ့လို့ကျွန်မအနေနဲ့တိုက်တွန်းပါရစေကိုနိုင်ငံအတွက်ဂုဏ်ယူနိုင်တဲ့ကလေးတွေဖြစ်အောင်လို့လည်းပြုစုပြောထောင်ပေးပါမယ်ကျမတို့နိုင်ငံမှာအခက်အခဲတွေအများကြီးရှိတယ်ရုပ်ပိုင်းဆိုင်ရာဘက်ကကြည့်ရင်ကျမတို့ကချမ်းသာတဲ့နိုင်ငံမဟုတ်ပါဘူးဒါပေမဲ့လည်းကျမတို့ဂုဏ်ယူစရာကိစ္စတွေအများကြီးရှိပါတယ်ကျမတို့သမိုင်းတစ်လျှောက်မှာဆိုလို့ရှိရင်ကျမတို့နိုင်ငံအတွက်ဂုဏ်ယူစရာကိစ္စတွေရှိတယ်တိတ်တော့ဂုဏ်ယူလို့မဖြစ်တဲ့ကိစ္စတွေရှိတယ်အမျိုးမျိုးပေါ့ဒါပေမဲ့လည်းကျမတို့အင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်အဲ့ဒီအင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းကဘာလဲဆိုတော့ကျမတို့နိုင်ငံအတွင်းမှာပြည်သူပြည်သားတွေကညီညီညွတ်ညွတ်နဲ့လုပ်တဲ့အခါကြားလို့ရှိရင်ဘယ်တော့မှမအောင်မြင်ခဲ့တဲ့ကိစ္စဆိုတာမရှိခဲ့ပါဘူးလွတ်လပ်ရေးရဖို့ကြိုးစားခြင်းအစဉ်အခါကတုန်းကလည်းကျမတို့တိုင်းရင်းသားညီကိုမောင်နှမများအားလုံးစုပေါင်းပြီးတော့တညီတညွတ်တဲ့လွတ်လပ်ရေးအတွက်ကြိုးစားခဲ့လို့ကျမတို့ရခဲ့တာပါ။သမိုင်းတစ်လျှောက်မှာကျမတို့တကယ်ပဲတူတူလက်တွဲပြီးတော့ညီညီညွတ်ညွတ်နဲ့လုပ်တယ်ဆိုလို့ရှိရင်အောင်မြင်မှုကိုသာကျမတို့တွေ့ခဲ့ရပါတယ်။ဒါကြောင့်အခုလဲပို့ပြီးတော့ညီညွတ်ဖို့လိုတဲ့အချိန်ဆိုတာကိုသတိပြုစေချင်ပါတယ်။ရွေးကောက်ပွဲမှာတော့မဲဆယ်ပြီးငါတို့တာဝန်တော့ပြီးပြီဆိုပြီးတော့မနှံ့နေပါနဲ့အဲ့လိုလုပ်ဖို့ချင်းမရောက်သေးပါဘူးအဲ့တော့မဲထည့်ပြီးလို့မဲထည့်ခဲ့ရကြိုးနှံ့အောင်လို့ထပ်လုပ်เสียရရှိပါသေးတယ်လို့သတိပေးပါရစေတစ်ပင်တစ်ပင်စိုက်တယ်ဆိုရင်တော့မှအချိန်ယူရတယ်တစ်ပင်ဟာကြီးသလောက်ကိုပို့ပြီးတော့အချိန်ယူရတယ်ခဏကြာမဲ့အပင်လေးတစ်ခုကတော့တခဏနဲ့ကြီးထွားပေမဲ့တကယ်ကြီးထွားပြီးတော့အများကိုအရေးအာဝါဒအသီးအပွင့်နေနဲ့အကျိုးပြုဖို့အပင်ကြီးပြုစုပြောထောင်မှုဆိုတာအင်တာမအချိန်ယူရပါတယ်ဒါပေမဲ့အချိန်ယူရဲဆိုတာဒီတိုင်းပြစ်ထားလို့လည်းမရဘူးရေလောင်းပေးရမယ်လိုအပ်လို့ရှင်ဘေးကမြေကြီးဆွပေးရမယ်ဘေးကနေပြီးတော့ဟိုစိတ်ကလေးတွေလာပြီးတော့မစားအောင်လို့ကာသိရင်ကာပေးရမယ်အမျိုးမျိုးပေါ့နော်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်အားပေးရမယ်အဲ့ဒီလိုပဲကျမတို့ရဲ့နိုင်ငံတိုးတက်ဖို့ဆိုရင်အားလုံးကဝိုင်းပြီးတော့ရေလောင်းတတ်တဲ့လူကရေလောင်းရမယ်ခြံကာပေးဖို့နားလဲတဲ့လူကခြံလေးကာပေးရမယ်မြေဆွတတ်တဲ့လူကမြေဆွပေးရမယ်အားလုံးဟာကိုယ့်အလုပ်ကိုယ့်တာဝန်တွေကိုကိုယ့်အလှည့်နဲ့ကိုယ်အားလုံးလုပ်သွားဖို့လိုပါတယ်အဲ့ဒီဟာကိုဝိုင်းပြီးတော့လုပ်ပေးကြပါလို့ကျွန်မမေတ္တာရပ်ခံချင်ပါတယ်ကျွန်တော်တို့မိတ်ဆွေတွေကတစ်ခါလေးပြောပါတယ်
ဒါအခုပြောတာမဟုတ်ဘူးပေါ့နော်အရင်ကာလတွေတော့ပြောတာတခါတလေတဲ့မြန်မာနိုင်ငံသားလို့ပြောလို့ရှိရင်မျက်နှာငယ်လို့မြန်မာနိုင်ငံသားလို့မပြောဘူးဆိုပြီးကျွန်တော်ပြောကြပါတယ်အဲ့ဒါဟာအင်တာမဝင်းနေစရာကောင်းပါတယ်ကိုယ်နိုင်ငံကကိုယ်နိုင်ငံအတွက်ကိုကနေပြီးတော့မျက်နှာငယ်ရတယ်ဆိုတာမဖြစ်တဲ့ကိစ္စပါတို့ကမြန်မာနိုင်ငံကလာတယ်ဆိုတာခေါင်းပေါက်ပြီးတော့ဝင်ကြွားစွာနဲ့ပြောနိုင်တဲ့အခြေအနေရောက်အောင်အားလုံးဝိုင်းကြိုးစားဖို့လိုပါတယ်မြန်မာနိုင်ငံသားဆိုလို့ရှိရင်မြန်မာပြည်ကလာတာကိုဆိုပြီးတော့အထင်ကြီးအောင်လေးစားအောင်အဲ့လိုအခြေအနေရောက်အောင်လို့ကျမတို့အားလုံးလုပ်ပေးဖို့လိုပါတယ်ကျမတို့တယောက်အတွက်မဟုတ်ဘူးတစုအတွက်မဟုတ်ဘူးတနိုင်ငံလုံးအတွက်ဆိုရစိတ်နဲ့လုပ်ပေးဖို့လိုပါတယ်ကျမတို့နိုင်ငံဟာတိုင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံမှာဒါကြောင့်ကျမတို့တိုင်းသားများအကြားမှာညီညွတ်မှုရှိဖို့နားလည်မှုရှိဖို့အပြန်အလှန်လေးစားမှုရှိဖို့ချစ်ခင်မှုရှိဖို့ဆိုတာဟာနိုင်ငံသူနိုင်ငံသားတယောက်ချင်းမှာတာဝန်ရှိပါတယ်ငါကတော့ဒါနဲ့မဆိုင်ဘူးငါကတော့အင်ဂျင်နီယာလုပ်နေတာပဲတိုင်းသားတွေနဲ့ဘာမှမဆိုင်ဘူးလို့ဒီလိုစိတ်ထားလို့မဖြစ်ပါဘူးအင်ဂျင်နီယာဆိုတာလည်းကျမတို့ပြည်ထောင်စုသားတယောက်ပဲဆရာဝန်ဆိုတာလည်းပြည်ထောင်စုသားတယောက်ပဲကျောင်းဆရာဆရာမဆိုတာလည်းကျမတို့ရဲ့ပြည်ထောင်စုသားပြည်ထောင်စုသူပြည်ထောင်စုသားတွေပဲအားလုံးဝိုင်းပြီးတော့ကျမတို့နိုင်ငံဟာတကယ့်ကိုအေးချမ်းနဲ့ညီညွတ်တဲ့ပြည်ထောင်စုဖြစ်ဖို့ကြိုးစားပေးဖို့လည်းလိုပါတယ်ကျမတို့အနေနဲ့လည်းကြိုးစားနေပါတယ်ကျမတို့ဟာငြိမ်းချမ်းရေးကိုပထမဦးဆုံးစပြီးတော့အကောင့်ထဲပေါ်ရမယ့်ကိစ္စတစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်ဒီကောက်ပွဲဝင်တဲ့အခါကာလတုန်းကတောင်မှဒါကျမတို့ပြောပြရပါကျမတို့ရဲ့ရည်ရွယ်ချက်တွေဟာတရားဥပဒေစိုးမိုးရေးဒီတွင်ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒီမိုကရေစီအမြင့်တဲ့အတွဲရေးနောက်ပြီးဖွံ့ဖြိုးတိုးတက်မှုခိုင်မာရေးပေါ့နော်ဒါတွေကိုကျမတို့ရဲ့မူဝါဒအနေနဲ့ပြည်သူပြည်သားတွေကိုချပြပြီးတော့ရွေးကောက်ပွဲမှာဝင်ခဲ့တာဖြစ်ပါတယ်ချပြသွားတဲ့အတိုင်းပဲကျမတို့ဆက်ပြီးတော့ကြိုးစားသွားပါမယ်ကြိုးစားသွားတဲ့အခါမှာလဲကျမတို့အားလုံးအတူလက်တွဲပြီးတော့ပါဝင်ကြပါလို့ကျမအနေနဲ့မေတ္တာရပ်ခံချင်ပါတယ်